ကျမအမကထိတ်တန်းစင်းရင်ဝင်စူပါတေးတန်ရှင်တူပါဒါပေမဲ့တကယ်တမ်းတော့သူမမှာအတန်မရှိပါဘူးသူမရဲ့တခြင်းတိုင်းမှာပါဝင်နေတဲ့အတန်ပိုင်ရှင်ကကျမပါကံကြမ္မာကကျမကိုနှက်သက်ကြွေတဲ့အတန်ပေးခဲ့ပေမဲ့မျက်နှာမှာတော့အမာရွတ်တွေနဲ့ရုပ်ဆိုးအောင်ဖန်တီးခဲ့တယ်ဒါကြောင့်ပဲကျမဟာစင်နောက်ွယ်မှာပုံရှိုးပြီးသူမအတွက်အတန်ငှားပေးခဲ့ရတာပေါ့အောင်မြင်မှုတွေရလာတဲ့အခါမှာတော့သူမဟာကျမကိုကျေးဇူးတင်ဖို့နေနေတာဒါကျမကိုမှိုက်တရိုက်လိုသဘောထားပြီးနှိမ်ချခဲ့တယ်ကျမရဲ့စစ်ဆက်ထားသူ CEO ကိုလူယူဖို့အတွက်အမေနဲ့ပူးပေါင်းပြီးကျမကိုအခန်းထဲမှာပိတ်လောင်ခဲ့တယ်ပြီးတော့ကျမနေရာမှာအစားထိုးဝင်ရောက်ပြီး CEO ရဲ့စိတ်ကူးရင်အိမ်မက်သူလေးဖြစ်အောင်ဟန်ဆောင်ခဲ့တယ်ကျမအဲ့ဒီအခန်းထဲကနေထွက်ပြေးပြီး CEO ကိုအမှန်တရားပြောဖို့စူးစမ်းခဲ့ပေမဲ့အမေကကျမကိုတားဆီးခဲ့တယ်ငါဖြစ်သူကလည်းအမှန်တရားတွေပေါ်သွားမှာကိုကြောက်ပြီးကျမကိုလှေကားပေါ်ကနေတွန်းချခဲ့တယ်အမေကတော့သူမရဲ့လုပ်ရက်ကိုမတားဆီးတဲ့အပြင်ကျမရဲ့အသက်အန္တရာယ်ကိုတောင်ငဲ့ညာခြင်းမရှိဘဲတောင်ပေါ်ထဲကိုပစ်ထားခဲ့တယ်ကျမအားရင်ကုန်ခန်းပြီးမိမျောသွားတဲ့အချိန်မှာကံကောင်းစွာနဲ့သဘောကောင်းတဲ့ဘီလီယံနာအမျိုးသမီးတဦးနဲ့တွေ့ခဲ့တယ်3 လကြာပြီးနောက်ကျမနိုးလာတဲ့အခါအံ့ဩစရာကောင်းတာကမျက်နှာပေါ်ကအမာရွတ်တွေလုံးဝပျောက်ကွယ်သွားခဲ့ပြီအဲ့ဒီအမျိုးသမီးကြီးကကျမဟာသူမရဲ့ပျောက်ဆုံးသွားတဲ့သမီးလေးနဲ့တူတယ်ဆိုပြီးငွေးစားခဲ့တယ်ပထမဆုံးအကြိမ်ဖြစ်မိခင်မြတ်တာကိုခံစားခဲ့ရတယ်လို့ကျမခံစားခဲ့ရတဲ့ဒုက္ခတွေအတွက်သူကကူညီပြီးခလဲစားချေပေးဖို့ဆုံးဖြတ်ခဲ့တယ်ကျမတချင်းဆိုပြိုင်ပွဲတစ်ခုဝင်ပြိုင်ခဲ့တယ်ကျမရဲ့အမားကလည်းအဲ့ဒီပြိုင်ပွဲရဲ့ဒိုင်လူကြီးပေါ့ငွေစားမေရဲ့အစီအစဉ်မှုကြောင့်ပြိုင်ပွဲမစခင်မှာကျမအမကိုစင်ပေါ်တက်ပြီးတချင်းဆိုဖို့အစီအစဉ်မှုကဖိတ်ခေါ်ခဲ့တယ်ကျမပျောက်သွားကြတဲ့က6 လအတွင်းတစ်ခါမှတချင်းမဆိုခဲ့ရတဲ့သူမဟာစင်ပေါ်မှာချွေးပြန်ပြီးတုံးလုံးနေတော့တာပေါ့အဲ့ဒီအချိန်မှာကျမကစင်ပေါ်တက်ပြီးသူမကိုစားကူဆိုပေးမယ်လို့ကမ်းလှမ်းလိုက်တယ်သူမကျမကိုမမှတ်မိခဲ့ဘူးကျမရဲ့အတန်ကိုကြားတာနဲ့ CEO ဟာငယ်တငယ်ချင်းကိုချက်ချင်းသတိရသွားသလိုပရိသတ်တွေကလည်းကျမရဲ့အတန်မှာနှမျောသွားခဲ့ကြတယ်အကြံပတ်ဆက်တဲ့အမဖြစ်သူကကျမကိုအိမ်သားထဲမှာလာတွေ့ပြီးဒေါ်လာတန်း50နဲ့သူမရဲ့အတန်ရှင်လုပ်ပေးဖို့ကမ်းလှမ်းခဲ့တယ်ကျမကတော့သူမဝန်ခံချက်တွေကိုတိတ်တဆိတ်အတန်သွင်းထားလိုက်တာပေါ့သူမအတန်ငှားခိုင်းတဲ့သတင်းတွေပြန့်သွားတဲ့အခါပရိသတ်တွေကဝိုင်းပြီးတိုက်ခိုက်ကြတော့တယ်သူမအကြက်ရိုက်နေတဲ့အချိန်မှာကျမပေါ်လာပြီးဖြောပြေပွဲလုပ်ပြီးပြန်လည်ဖြည့်ရှင်းပါလို့အကြံပေးခဲ့တယ်သူမအမေကတားနေပေမဲ့သူမကတော့ကျမစကားကိုနားယောင်ပြီးလက်ခံခဲ့တယ်ဖြောပြေပွဲစားတဲ့အခါမှာတော့အားလုံးကကွက်တီပါပဲကျမကစင်နောက်ွယ်ကဆိုပေးပြီးသူမကစင်ပေါ်မှာနှက်ခမ်းလှုပ်ယုံပေါ့သူမက CEO ကိုတချင်းနဲ့ချစ်ခွင့်ပန်တဲ့အချိန်မှာကျမကအတန်စနစ်ကိုပိတ်ချလိုက်တယ်အတန်မထွက်တော့ပဲနှုတ်ခမ်းမဲလှုပ်နေတာကိုမြင်သွားတဲ့ပရိသတ်တွေကသူမကိုလိန်ညာသူမှန်းချက်ချင်းတည်သွားကြတယ်အဲ့ဒီအချိန်မှာကျမကစင်ပေါ်ကိုရှောက်လန်းလာပြီးသူမရဲ့နာမည်ကြီးတချင်းကိုပိုင်ပိုင်နိုင်နိုင်ဆိုပြလိုက်တယ်အမဖြစ်သူဟာကျမအသက်ရှင်နေမှန်းတည်သွားတဲ့အခါယူသွစွာနဲ့ကျမကိုတိုက်ခိုက်ဖို့လုပ်ခဲ့ပေမဲ့ CEO ကဂျားရဲကနေကာကွယ်ပြီးတားဆီးပေးခဲ့ပါတော့တယ်